အားလုံးပဲမင်္ဂလာပါရှင် Blossom English ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ English လေ့လာရာမှာပျော်စရာလဲကောင်းအနည်းငယ်လဲ tricky ဖြစ်တဲ့အကြောင်းအရာလေးတစ်ခုကိုဝင်ပြပေးချင်ပါတယ်။အဲ့ဒါကတော့ homophone လို့ခေါ်ပါတယ်။အရင်ဆုံး homophone ရဲ့အဓိပ္ပာယ်လေးကိုပြောပြချင်ပါတယ်။ homo ဆိုတာကတော့အစိမ်းတူညီသော phone ဆိုတာကတော့ sound အသံပေါ့နော်။အဲ့ဒီတော့ homophone ဆိုတာကတော့အသံတူတဲ့စကားလုံးတွေကိုဆိုလိုတာဖြစ်ပါတယ်။အသံတူမဲ့အဓိပ္ပာယ်ကွဲလွဲမဲ့စလုံးပေါင်းမတူဘူးဒီလိုစကားလုံးတွေကို homophone လို့ခေါ်ပါတယ်။ဒါဆိုရင်ဥပမာလေးတွေနဲ့လေ့လာကြည့်ကြရအောင် TO2 TOO2 TWO2 ဒီစကားလုံးသုံးလုံးဟာဆိုလို့ရှိရင်အသံထွက်တူပေမဲ့အဓိပ္ပာယ်မတူစလုံးပေါင်းပုံချင်းမတူတာကိုသတိထားမိမှာပါ။အဲဒီတော့ဥပမာလေးတွေပြကြည့်ပါမယ်။ She goes to school at 8 a.m. every morning. They like pizza. I like it too.May I have 2 cups of coffee, please? ဒါဆိုရင်နောက်ထပ်ဥပမာလေးတွေနဲ့လေ့လာကြည့်ကြရအောင် THEY_RA there THEIR there THERA there ဒါဆိုရင်ပထမဆုံး there ကတော့ they are ရဲ့အတူကောက်ဖြစ်ပါတယ် They're too young to get married နောက်တစ်ခုကတော့ THEIR there ဒါကတော့ပိုင်ဆိုင်မှုကိုပြတဲ့စကားလုံးပါThis is the new house. နောက်ဆုံးတစ်ခုကတော့ THERE there နေရာကိုပြောတာပါ Don't go there. There's a snake. နောက်ထပ် homophone အတွက်ကတော့ flower. She bought sunflowers from the market to make a bouquet. She bought sunflower to bake a cake. နောက်ထပ် homophone လေးတွေကိုလည်းလေ့လာကြည့်ကြရအောင် new whole pair where your our one none ဒါဆိုရင်တော့ homophone နဲ့ပတ်သက်ပြီးနားလည်သွားမယ်လို့ထင်ပါတယ်မိမိတို့သိထားတဲ့တခြား homophone တွေရှိရင်လည်း comment မှာရေးပြီးတော့မျှဝေပေးသွားနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်